နေဦးကြုံတော့ねကျွန်တော်ဒီနေ့ပြောဦးမယ်သိလားမြန်မာပြည်ကခရစ်ယာန်တွေအကြောင်းသူတို့ပါဆိုလိုက်ရင်တော့မြန်မာပြည်တော့ခရစ်တော်ဖြစ်ရမယ်မြန်မာပြည်တော့ခရစ်တော်ဖြစ်ရမယ်ဒါပြောနေရလေသိလားကျွန်တော်ပြောချင်တယ်သိလားတချို့ခရစ်ယာန်တွေလေခရစ်ယာန်တချို့မဟုတ်ပါဘူးအများစုပါပဲကျွန်တော်ကြည့်နေတာခရစ်ယာန်တွေကအင်္ဂလိပ်လိုပြောနိုင်မှအင်္ဂလိပ်လိုလုံနိုင်မှဘိုလိုမှခရစ်ယာန်တွေနော်ကျွန်တော်နေရာတက်ပြီဘိုလိုမှခရစ်ယာန်တွေဘာကြောင့်လဲသိလားကျမ်းစာကြောင်းမှာအင်္ဂလိပ်လိုအင်္ဂလိပ်လိုမဟုတ်ကျွန်တော်အင်္ဂလိပ်စာမလေ့နာလည်းပြောတာမဟုတ်ဘူးနော်ပြောလိုက်ရင်တော့မြန်မာပြည်တော့ခရစ်တော်ဖြစ်ရမယ်မြန်မာပြည်ကိုသာသနာပြုမယ်မြန်မာပြည်မှာအများဆုံးကဗမာလူမျိုးတွေနေရတယ်စဉ်းစားတော့အသင်းတော်တွေမှာ music တွေလုပ်ဆိုင်းဝဲနေတယ်မြင်ဘူးလားသူတို့ music ကြောင်းနေလေမြင်ဘူးလားစောင်းမြန်မာရိုးရာအကတွေမြန်မာတူရိယာတွေစိတ်ဝင်စားဘူးအနောက်တိုင်းကလာတဲ့ဟာတွေအနောက်တိုင်းကိုပဲပြီးဝိုင်းကြည့်နေနော်ခရစ်ယာန်အများစုကတိုင်းသားတွေများတယ်သူတို့ကနိုင်ငံခြားလောက်ပြီးကျင်တာနိုင်ငံခြားလောက်သွားကျင်တာနိုင်ငံခြားမှာပဲနာမည်ကြီးကျင်တာပေါ့ဗျာနာမည်ကြီးကျင်တယ်ဆိုတာတက်နိုင်ငံခြားပဲသွားကျင်တာပေါ့ဗျာပြီးရင်မြန်မာပြည်တော့ခရစ်တော်ဖြစ်ရမယ်လို့သူတို့ကအော်တယ်ကျွန်တော်ဆိုလိုချင်တာကမြန်မာနိုင်ငံမှာသာသနာပြုမယ်ဆိုရင်ဗမာတွေအများစုရှိတယ်ဗမာယဉ်ကျေးမှုကိုလေ့လာနော်ဗမာတွေနဲ့ကာချာကိုသိအောင်လုပ်နော်ဘယ်ဘုရားကျောင်းမှာမြင်ဘူးလဲဆိုင်းနေပုံနေနဲ့ဘုရားသခင်ချီးမွမ်းတာပွဲတစ်ခုလုပ်ပြီးဆိုရင်ဒီအင်္ဂလိပ်လိုပဲဒီအင်္ဂလိပ်လိုပဲအဲ့ foreigner နော်ဘိုလိုမတွေနော်ငါပြောမှဘိုလိုမတွေနော်မင်းတို့ပွဲတွေပါလုပ်ရင်ဒီအင်္ဂလိပ်လိုဘယ်သူကအင်္ဂလိပ်ပိုကောင်းတယ်ဘယ်သူကဘလို့ဖြစ်တယ်ဘယ်သူကဘာဖြစ်တယ်မင်းတို့အင်္ဂလိပ်လိုတွေပဲလေအဲ့တခါကျရင်အသင်းတော်တွေထဲမှာရှိသေးတယ်အင်္ဂလိပ်စာတက်တဲ့လူနဲ့အင်္ဂလိပ်စာမတက်တဲ့လူမြန်မာနိုင်ငံမှာနေပြီးတော့မင်းလူမျိုးတွေကလေငါတို့ဗမာတွေတော်တော်များများကတိုင်းတိုင်းနဲ့ပတ်သက်ရခရစ်ယာန်ဖြစ်လာတော့အများစုကခရစ်ယာန်ဖြစ်လာပြီဆိုရင်တိုင်းသားတွေကများတယ်လေတိုင်းသားတွေကများတယ်တခါလာလဲကျမ်းစာကျောင်းတွေကြည့်လိုက်အင်္ဂလိပ်လိုပြီးတဲ့ကျောင်းကမှပို့ပြီးစာတက်တယ်လို့ပို့ပြီးတော့အဆင်ပြေတယ်လို့နဲ့နော်တကယ်မလွယ်ဘူးမင်းတို့တကယ်ဘူးလုံးမခရစ်ယာန်တွေပဲမြန်မာပြည်တော့ခရစ်တော်ဖြစ်ရမယ်နိုင်ငံခြားသွားမယ်ပတ်စံနေပေးလိုက်ပြီးပြီလားလူတိုင်းအဲ့ဒါလည်းရွေးချင်တာပေါ့အခုကြည်နိုင်ငံရေးချင်းတွေကြောင့်ကြည်ပြေးတာပဲဘုရားသခင်လို့တော့သူတို့သွားတော့ဘုရားသခင်လို့တော့ဒုက္ခခံလေးဒီမှာအတူတူဒုက္ခခံကြလေမြန်မာနိုင်ငံထဲမှာအတူတူမခံဘူးအဓိကပြောချင်တာကျွန်တော်ဗာပြောချင်တာလဲဆိုတော့တစ်ခါလာလဲအင်္ဂလိပ်လိုအင်္ဂလိပ်လိုဟုတ်လူငယ်တွေတိုးတက်လာတာခေတ်ကြီးတိုးတက်လာကျွန်တော်လက်ခံတယ်အဲဆိုမင်းတို့အင်္ဂလိပ်လိုတွေပဲကျွမ်းနေဆိုမင်းတို့မြန်မာဟောသာသနာပြုမယ်မြန်မာပြည်တော့ခရစ်တော်ဖြစ်ရမယ်လာမအော်နဲ့အပစပိတ်ထားကြီးနော်မြန်မာပြည်တော့ခရစ်တော်ဖြစ်ရမယ်လာမပြောနဲ့စောင့်နားကြမင်းကတ်တယ်နော်မင်းပြီဗမာတွေနဲ့လည်းဘာမှကောင်းပေါင်းတတ်တင်းတတ်တာလည်းမဟုတ်မင်းတို့အချင်းချင်းမအုပ်စုဖွဲ့ပြီးတော့အုပ်စုဖွဲ့တော့ဥဆုပ်ကြတယ်ဒါပဲနော်အုပ်စုဖွဲ့တဲ့နေတဲ့လူကဥဆုပ်ကြတယ်နော်ငါပြောတာနာလည်းမတတ်နိုင်ဘူးနော်ငါပြောတာနာလည်းမတတ်နိုင်ဘူးငါကြည့်နေတာဘယ်အသင်းတော့ဘယ်ဂိုင်းကနာဘယ်အချိန်ကြီးကြည့်ပွဲတစ်ခုလုံးရင်အင်္ဂလိပ်လိုဘွယ်မနေနေလဲအင်္ဂလိပ်လိုမင်းနားလဲမယ်ထင်လားမင်းတို့ပြီးတော့လေဘာမှယဉ်ကျေးမှုလဲဘာမှနားမလဲမင်းတို့မြန်မာနိုင်ငံသားမဟုတ်ဘူးလားမြန်မာနိုင်ငံသားမှန်ရင်မြန်မာယဉ်ကျေးမှုဆိုတာကလေတိုင်းရင်းသားပေါင်းစုံနဲ့ဆိုင်တယ်အဲ့တည်းမှာဗမာလည်းပါတယ်မင်းတို့မြန်မာနိုင်ငံမှာဗမာလူမျိုးအများဆုံးနေတာမင်းတို့သာသနာပြုမယ်မြန်မာနိုင်ငံနဲ့ခရစ်တော်ဖြစ်ရမယ်ဆိုတာကတနည်းအားဖြင့်ပြောဗမာတွေအတွက်ခရစ်တော်ဖြစ်ရမယ်အတူတူပဲမင်းတို့ဗမာယဉ်ကျေးမှုတွေလေ့လာအောင်နော်မင်းတို့စို့အာသီးမယောင်နဲ့မင်းတို့အင်္ဂလိပ်လိုတတ်တာဘာမှလုံးစားလို့မရဘူးမင်းတို့နိုင်ငံခြားမှာလုံးစားလို့ရမင်းတို့ကလည်းအဲ့ရွေချင်းနဲ့ပဲလောက်တာလေနိုင်ငံခြားခေါ်မယ်အင်္ဂလိပ်လိုတဲ့ဒေါ်လာစားမယ်လေမင်းတို့တွေကဒေါ်လာစားမယ်နော်ဒေါ်လာစားကြမယ်ပြီးရင်မင်းတို့တိုင်းနာမိန်းမတွေကသွားပြီးတော့ foreigner တွေနဲ့လေနော်ပြည်ပမှာပြီးသွားပြီငါမပြောရင်ရိုင်းအောင်မယ်နော်ငါမပြောချင်ဘူးမင်းတို့ဗမာတွေတဲ့တန်ခါပြုမှာမင်းတို့ music ကြောင်းနေတာတင်လေအိုးစီတီးတာတွေဆိုင်းဝင်တီးတာတွေမြန်မာယဉ်ကျေးမှုအကတွေတင်လေဒါမှဗမာတွေနှလုံးသားကိုထိမှာဘောဆောက်နလာဘိန်းလုံးတွေရဲ့နော်ပုဂ္ဂိုလ်မင်းတို့ပါဇက်ကနေပြောလိုက်ရင်လေလွယ်လေးပုဂ္ဂိုလ်မြင်ပုဂ္ဂိုလ်ခင်တော့တရားကိုမြင်နေတဲ့မင်းတို့ဘာမှလည်းခင်အောင်မလုပ်တော့ဘူးမင်းတို့တရားကိုမြင်မှာပေါ့အာကြီး
နော်ဒီဘက်ကငါတို့ဗမာတချို့ကလည်းရှိသေးတယ်နော်အနေစားအချောင်စားနေလို့ကောင်းလို့ခရစ်ယာန်ဟိုနှစ်ချင်းနဲ့ဗနာခါကြံခံလို့ခံမှန်းမသိရှိသမျှအတင်းတော်တော့အကုန်ပြီးသမျှယူနော်အကုန်ပြီးသမျှယူမင်းတို့လူဦးရေများတာပဲရှင်ဒါလူများချီးများတာပဲဖတ်တင်တာနော်ငါပြောတာနားလေလားငါပြောတာနားလေလားမင်းတို့ခရစ်ယာန်တွေငါပြောပြမယ်မင်းတို့မြန်မာနိုင်ငံကိုတာသနာပြုကျင်နေဆိုရင်မြန်မာနိုင်ငံမှာလူမျိုးတွေအများကြီးပဲအဲ့ဒါဆိုမင်းတို့ဗမာတွေကြိုက်တယ်နော်ယဉ်ကျေးမှုအမွေနဲ့တွေနော်ယဉ်ကျေးမှုကာချာတယ်မင်းတို့လေ့လာမင်းတို့အတုံးလုံးနေနော်မတုံးတတ်ပဲမလုတ်တတ်ဖက်နဲ့မင်းတို့မတည်ဘဲနဲ့လိုက်မလုံနဲ့နော်မင်းတို့အသင်းတော်တွေကအနောက်တိုင်းဒုတိယတွေပဲ update လုပ်ဗမာလဲဗမာကချီးမွမ်းလို့မရဘူးလားအဲ့တော့ဗမာတွေအုံနောက်ထဲမှာမင်းတို့ကနိုင်ငံခြားအနောက်တိုင်းလို့မြင်သွားတယ်အနောက်တိုင်းဖေးရလို့မြင်သွားတယ်ငါပြောတယ်မင်းတို့နားလည်ဖို့လိုတယ်နော်မင်းတို့ဗမာအိုးစီတွေနော်ဆိုင်ဝိုင်းတွေမြန်မာအကတွေဇက်တပေအငိမ့်ပုံစံမျိုးတွေမင်းအဲ့လိုပုံစံမျိုးတွေနဲ့မင်းတို့ကိုယ်ွယ်ပြလေမင်းတို့တင်လေမတင်ဘူးမင်းတို့မတင်ဘူးလေးလာမှုလေးလည်းမလေးလာခြင်းဘာလို့လဲနိုင်ငံခြားသွားမှာမဟုတ်တာမင်းတို့တွေကအင်္ဂလိပ်စာကောင်းကောင်းသင်မယ်နိုင်ငံခြားပဲသွားမယ်ပတ်စံရှာခက်ကြငါပြောမင်းတို့အမှုတော်ဆောင်နေလေမင်းတို့အမှုတော်ဆောင်နေငါအဲ့ကိစ္စကငါနောက်ဗီဒီယိုတစ်ပုဒ်နဲ့ထပ်လာမယ်သိလားနောက်ဗီဒီယိုတစ်ပုဒ်နဲ့ထပ်လာမယ်ဒီနေ့ကတော့အခုကတော့ဒီပုဒ်ကတော့ဒီလောက်ပဲပြီးငါထပ်လာမယ်ထပ်ရိုက်မယ်ထပ်လာမယ်အားလုံးဘုရားခင်ကောင်းကြီးပေးပါစေ